ဦးရဲကနေနူးညံ့တဲ့ဘဲပေါက်လေးတစ်ကောင်ထွက်လာပြီးသူ့ရဲ့ကဘာအသစ်ကိုစူးစမ်းကြည့်ရှုရင်းအတန်ပေးစတင်ခေါ်ဆိုပါတယ်။မြူနင်းတွေဝေနေတဲ့တောအုပ်ထဲမှာအနီရောင်မြေခွေးတစ်ကောင်ဟာအေးအေးဆေးဆေးရှောက်လန်းလာပါတယ်။ဘဲပေါက်လေးဟာမြေခွေးကိုမြင်မြင်ချင်းမေမေလို့အော်ခေါ်ပြီးနောက်ကလိုက်ပါတော့တယ်။မြေခွေးဟာကြောက်ရွံ့မှုမရှိတဲ့ဘဲပေါက်လေးကိုမြင်ပြီးအံ့ဩသွားပေမဲ့ရံမပြုတ်ပဲထားခဲ့ပါတယ်။ဘဲပေါက်လေးဟာမြေခွေးနောက်ကိုခြေရာထပ်မှန်လိုက်ပါခဲ့ပါတယ်။မြေခွေးကပထမတော့ဂယုမဆိုင်တလို့နေပေမဲ့ဘဲပေါက်လေးချော်လဲတဲ့အခါမှာတော့သူ့အနားမှာရှိနေတာကိုစတင်လက်ခံလာပါတယ်။ငါကမင်းအမေမဟုတ်ဘူးဘဲပေါက်လေးကမြေခွေးကိုမေမေလို့ဇက်တိုက်ခေါ်နေပေမဲ့မြေခွေးကတော့သူဟာအမေမဟုတ်ကြောင်းနူးနူးညံ့ညံ့ပြောပြဖို့ကြိုးစားပါတယ်ဒါပေမဲ့ဘဲပေါက်လေးကတော့တန်ရောစင်မပြတ်ပါဘူးလမ်းလျှောက်နေရင်မိုးသေးထန်စွာရွာသွန်းလာတဲ့အတွက်မြေခွေးဟာဘဲပေါက်လေးကိုတစ်ကောင်းတစ်ခုတည်းခေါ်သွားပြီးမိုးခိုခိုင်းပါတယ်အေးဒဏ်ကနေကာကွယ်ဖို့ဘဲပေါက်လေးဟာမြေခွေးရဲ့ကိုယ်နားမှာကပ်ပြီးအိပ်ဆက်ပါတယ်မြေခွေးဟာလည်းဘဲပေါက်လေးအပေါ်ကျင်နာမှုတွေစတင်ရှိလာပါတယ်နောက်တနေ့မနက်မှာတော့သူတို့ဟာအေးချမ်းတဲ့ရေကန်တစ်ခုနားကိုရောက်ရှိလာကြပါတယ်။မြေခွေးကရေတောက်နေချိန်မှာဘဲပေါက်လေးကကန်းဆက်မှာစော့ကစားနေပါတယ်။ဘဲပေါက်လေးကရေထဲခုန်ချပြီးမြေခွေးကိုရေနဲ့ပတ်ပါတယ်။မြေခွေးကစိတ်နှောက်ယှက်ဖြစ်သွားသလိုရှိပေမဲ့စိတ်ရှည်လက်ရှည်နဲ့ပဲတီးခံပေးခဲ့ပါတယ်။မင်းယုံငှက်တစ်ကောင်ဟာအစာရှာရင်ဘဲပေါက်လေးကိုမြင်သွားပြီးထိုးတုပ်ဖို့ကြိုးစားပါတယ်ဘဲပေါက်လေးဟာကြောက်လန့်တကြားနဲ့မေမေလို့အော်ဟစ်အကူအညီတောင်းပါတယ်ဘဲပေါက်လေးရဲ့အတန်ကိုကြားတာနဲ့မြေခွေးဟာချက်ချင်းပြေးလာပြီးမင်းယုံကိုဟန်တားကဘဲပေါက်လေးရဲ့အသက်ကိုကယ်တင်ခဲ့ပါတယ်ဒီဖြစ်ရဲ့ကြောင့်သူတို့ရဲ့တန်ရောစင်ဟာပိုပြီးခိုင်မြဲသွားပါတယ်အချိန်တွေကုန်ဆုံးလာတဲ့အခါဘဲပေါက်လေးဟာဘဲငန်းကြီးတစ်ကောင်အဖြစ်ကြီးပြင်းလာပါတယ်။သူဟာပြန်တန်းဖို့ကြိုးစားပေမဲ့အစာပိုင်းမှာတော့အဆင်မပြေဖြစ်နေပါတယ်။ဆောင်းခိုဖို့တောင်ဘက်ကိုပြန်တန်းသွားကြတဲ့ဘဲငန်းအုပ်ကြီးကိုမြင်တဲ့အခါသူဟာလည်းသူတို့နဲ့တူလိုက်ပါခြင်းနဲ့စိတ်ဆန္ဒတွေဖြစ်ပေါ်လာပါတယ်။ပညာရှိသမင်ကြီးတစ်ကောင်ကမြေခွေးကိုတွေ့တဲ့အခါဆောင်းတွင်းရောက်တော့မယ်ဘဲငန်းလေးပြန်တန်းနိုင်မှရှင်သန်နိုင်မယ်လို့သတိပေးစကားပြောပါတယ်။မြေခွေးဟာသမင်ကြီးရဲ့စကားကိုနားထောင်ပြီးဘဲငန်းလေးကိုပြန်တန်းနိုင်ဖို့အစွမ်းကုန်အားပေးပါတယ်။ငါနောက်ကလိုက်ခဲ့ဆိုပြီးဦးဆောင်ပေးပါတယ်။မြေခွေးရဲ့အားပေးမှုကြောင့်ဘဲငန်းလေးဟာနောက်ဆုံးမှာတော့ကောင်းကင်ယံမှာပြန်တန်းနိုင်သွားပြီးပျော်ရွှင်စွာနဲ့မြေခွေးကိုအော်ခေါ်ပါတယ်။ရာသီဥတုပြောင်းလဲပြီးနှင်းတွေကျလာတဲ့အခါဘဲငန်းအုပ်ကြီးဟာစောင်းခိုဖို့အတွက်အဆင်သင့်ဖြစ်နေပါပြီ။ဘဲငန်းလေးဟာခွဲခွာရတော့မယ့်အချိန်ကိုသိတဲ့အတွက်ဝမ်းနည်းပူဆွေးပြီးမေမေဒါမခွဲချင်ဘူးလို့ပြောပါတယ်မြေခွေးကတော့သူ့ကိုချစ်တဲ့အတွက်ငါအတွက်မစိုးရိမ်နဲ့ပြန်တန်းရမယ့်အချိန်ရောက်ပြီလို့ပြောပြီးလှုပ်ပေးလိုက်ပါတယ်သူတို့နှစ်ဦးဟာနောက်ဆုံးအချိန်နူးနူးညံ့ညံ့နှုတ်ဆက်ကြပြီးဘဲငန်းလေးဟာသူ့ရဲ့အုပ်စုနဲ့အတူလိုက်ပါဖို့ပြန်တန်းသွားပါတယ်မြေခွေးဟာနှင်းဖုံးနေတဲ့တောင်ကုန်းပေါ်ကနေဘဲငန်းလေးပြန်တန်းသွားတာကိုဂုဏ်ယူစွာနဲ့ကြည့်နေပါတယ်သူဟာတယောက်တည်းကြံရစ်ခဲ့ပေမဲ့သူပြုစုပြောထောင်ခဲ့တဲ့သက်ရှိလေးအတွက်ဝမ်းသာနေပါတယ်။